ဂေါ်လီဖြုတ်လိုက်ရင်ရိုးရိုးလေးပဲနေဂေါ်လီနဲ့နှာခေါင်းညစ်တယ်ဟဲ့ဂေါ်လီမဟုတ်ဘူးတေချာကြည့်ပါဦး ဟုတ်ကဲ့ကျမဘွားနားပဲပြီးနိုင်မယ်ညောနေမှာအရင်ခက်ခဲဘွားအထက်မှာအဲ့လိုပဲကြောက်ပြရုံးကန်ရတာပေါ့ဒါမဲ့အမြဲတမ်းတော့ဒီလိုမျိုးကျမမလုပ်ပါဘူးတခါတလေအရင်ခက်ခဲအချိန်မှဆိုရင်တော့ကျမလုပ်ပါကိုချစ်လားမချစ်ဘူးလို့ပြောမိလေခေါင်းချလိုက်မှာနော်မလောက်ရဘူးထင်မနေနဲ့နော်ဟိုတယောက်ဘာပြူပြီးတော့ကြည့်နေရလဲရှင့်ကိုပြောနေတာဒုက္ခပဲနော်ကိုကိုပြောလို့ပြောမှန်းတာမသိဘူးရှင်ရှင့်ရှာကျမအဖြေတောင်းညာရှင်ချစ်လားမချစ်ဘူးလားပဲသိချင်တယ်နော်တခြားစဉ်းစားလိုက်အောင်မချစ်ဘူးဆိုရင်တော့တေးချရဲ့ရေရဲခုံချမှာအဲ့ကြောင့်မလို့ကိုရဲ့သူများရဲ့အသက်ကိုပေါ့နော်ကဲစစ်အားဖြင့်တခြားစဉ်းစားပြီးမှအဲ့ဒီအဖြေကိုဖြေโอเคရှင်ရဲ့အဖြေကိုစောင့်ရင်းနဲ့ဒီစေးရောက်မယ်ရှင်โอเคပါအားလုံးပဲမင်္ဂလာပါချစ်လေးများရေနော်ကျမကဖုန်းထဲမှာမို့လို့အဖက်စားတာပါအပြင်မှာကြတော့ဒီထက်ပိုပြီးချစ်ဖို့ကောင်းတယ်သူစကားမှမယုံဘူးဒါပေမဲ့ပတ်ဝန်းကျင်ကချစ်စရာလေးလို့ပြောလိုက်ရင်တော့လက်ခံပေးလိုက်ပါတယ်